တရားသူရပြီလို့ထုတ်ပြောသူတရားသူမရသေးပါဒါတင်စားပြီးပြောတာပေါ့တကယ်တော့အဲ့ဒီလိုပြောရမှာမဟုတ်ဘူးနော်တကယ်သောတာပန်ဖြစ်နေတဲ့ပုဂ္ဂိုလ်ကလည်းမပြောပါဘူးသောတာပန်အတုတွေကသာဒုကတော့သောတာပန်ဒုကတော့သောတာပန်နဲ့ဒုကတော့ဖြစ်နေကြတာနော်တကယ်အစ်စ်တကယ်သောတာပန်စစ်ကတော့ဘယ်တော့မှဒုကတော့လို့မပြောပါဘူးအနာတပိန်တတိကြီးရဲ့အိမ်မှာသမီး၃ယောက်ရှိတယ်သမီးကြီးကလည်းသောတာပန်သမီးလက်ကလည်းသောတာပန်သမီးငယ်ဆုံးကတက္ကရာခံသောတာပန်တက္ကရာခံတို့ရဲ့စကလုံးတွေသိမကြဘူးသေးတဲ့ပုဂ္ဂိုလ်တွေအတွက်နားလည်အောင်ပြောရရင်နော်ရိယာပုဂ္ဂိုလ်၄ဆင့်ရှိတယ်၄ယောက်ရှိတယ်သောတာပန်ပုဂ္ဂိုလ်တက္ကရာခံပုဂ္ဂိုလ်အနာဂံပုဂ္ဂိုလ်ယဟနာပုဂ္ဂိုလ်ဆိုပြီးတော့အဆင့်၄ဆင့်ပုဂ္ဂိုလ်၄ယောက်မက်အခိုက်တန်းနဲ့ပါခွဲရင်နော်ရိယာပုဂ္ဂိုလ်၈ယောက်ပေါ့မက်ကအခိုက်တန်းလေးပဲစိတ်တခဏလေးပဲဖြစ်တာဆိုတော့မက်ပုဂ္ဂိုလ်ကအခိတခဏလောက်ပဲရှိတာအကောင့်ထဲလိုက်ကြီးလည်းညှို့ထိုးပြလို့ရလာအောင်မြဲရှိနေတာကတော့အရိယာပုဂ္ဂိုလ်၄ယောက်ပါပဲ၄ယောက်ကလူရင်းမှာသောတာပန်တက္ကရာခံနာဂံယဟနာနာရပိန်တတိကြီးကိုယ်တိုင်ကလည်းသောတာပန်ပုဂ္ဂိုလ်ပါပဲအဲ့ဒီတော့အငယ်ဆုံးဖြစ်တဲ့သုမနာဒေဝီလေးတေကန်ကြီးကြတော့နာရပိန်တတိကြီးကိုမောင်လေးနဲ့ခေါ်သွားတာကိုအပြူပွားမှာကလေးကသူကတေသွားတာပါပဲတေကန်ကြီးမှာနာရပိန်တတိကြီးကိုမေးတာပေါ့သမီးဘယ်လိုနေသေးလဲဆိုတော့သုမနာဒေဝီကပြောတယ်မောင်လေးဘာပြောတာတော့သမီးရောင်နေတာလားမမရောင်ပါဘူးမောင်လေးရဲ့နောက်တစ်ချက်ထပ်မေးတဲ့အခါကျတော့သမီးကြောက်နေတော့လားမမတို့ကတော့လုံးဝမကြောက်ဘူးမောင်လေးရေတဲ့ဒီစကားလေးသုံးခုပဲပြောပြီးတော့သူကတည်သွားတာကိုအဲ့ဒီတော့နာရပင်တထေးကြီးကငါသမီးတော့ဝေယဝိဆကုသိုလ်တွေဒီလောက်လောက်ဖျားတရားတန်ငါတွေဒီလောက်ကိုင်းရှဲနဲ့ကြည့်ပါဦးတေကန်ဒီခေအောင်ကလေးနဲ့တည်သွားတာအပယ်လေးပါတော့တေချာပေါက်ကျသွားပါပြီဆိုပြီးငိုကြီးချက်မနဲ့ဖျားသွားလျှောက်တယ်အဲ့ဒီမှာမြတ်စွာဘုရားကတကားကြီးဘာဖြစ်လို့လောက်တောင်ရှိုက်ကြီးတဲ့ငင်နဲ့ဒီလောက်ငိုနေရတာတော့မှန်လားပါမြတ်စွာဘုရားတပည့်တော်ရဲ့သမီးအငယ်ဆုံးလေးတည်ဆုံးသွားပါတယ်တေကန်ဒီမှာကြောင်ကရန်တွေပြောပြီးတော့တည်သွားပါတယ်ဘလိုနည်းနဲ့မှကောင်းရံဒုက္ခရီတော့ရောက်မှာမဟုတ်တော့ပါဘူးသမီးငယ်လေးအပယ်လေးပုံရောက်မဲ့အရေးတွေးပြီးတော့ဝမ်းနေလို့ပါဗျာတည်သွားတာကိုတော့ပုံမှန်ဆိုတာတပည့်တော်သဘောပေါက်ပြီးသားမဟုတ်ဝမ်းမနေပါဘူးဒါပေမဲ့တပည့်တော်အချစ်ဆုံးသမီးငယ်လေးကကြောင်ကရန်နဲ့တည်ပြီးတော့အပယ်လေးပုံရောက်သွားရမယ်အရေးတွေးပြီးတော့ဝမ်းနေလို့ပါဗျာအဲ့ဒီတော့မြတ်စွာဘုရားရှင်ကနေပါအောင်ဘာတွေများရောင်သွားလို့လဲဆိုတော့ခုနက၃ချက်ပြပြလိုက်တယ်ပြောပြတော့မှမြတ်စွာဘုရားကတကားကြီးကသူ့မောင်လေးဖြစ်လို့မောင်လေးခေါ်တာဘာဖြစ်လို့တော့ဘယ်နဲ့တပည့်တော်ကအဖေပဲဘယ်နဲ့မောင်လေးဖြစ်ရမှာတော့ဗျာဒီတော့မြတ်စွာဘုရားရှင်ကရှင်းပြတယ်သင်ကသောတာပန်သင်သမီးကတက္ကရာကံလောကအနေနဲ့သာသင်ကအဖေသူကသမီးဓမ္မရှုတော့လောကုတ္တရာရှုတော့ငါကြည့်လိုက်လို့ရှိရင်သူကမသင်ကမောင်လေးသင်ကမရဲ့မောင်လေးပါပဲလောကုတ္တရာအဖြစ်သမီးကအဖေထက်အဆင့်မြင့်နေတော့မဖြစ်နေတာပေါ့ဒါကြောင့်သားသမီးကအဖေကိုသောတာပန်လောက်နဲ့ကျင့်တတ်မနေနဲ့တက္ကရာကံဖြစ်အောင်အားထုတ်ယန္နာဖြစ်တဲ့ထိအောင်အားထုတ်ပါလို့တဲဝိုင်းသောနည်းဖြင့်တတိပေးသွားတာပါသူကိုယ်သူတက္ကရာကံလို့ပြောသွားလားမပြောသွားပါဘူးကိုငါတက္ကရာကံလို့မကြွကြော်ပါဘူးဒါကိုထောက်ရှုလိုက်ခြင်းအပြင်တိမ်ထဲမှာတားမိသားဖတွေတူတူနေကြရတာနဲ့သူကတော့သောတာပန်သူကတော့တက္ကရာကံလို့မသိကြဘူးနော်သုမနာဒေဝီကသိတယ်ဆိုတာကသူကတက္ကရာကံလည်းဖြစ်တယ်သမထလည်းအားထုတ်တဲ့အတွက်ကြောင့်အပင်ရှင်ရလို့သိတာသောတာပန်ကတက္ကရာကံရဲ့စိတ်ကိုလှမ်းမသိနိုင်ဘူးတက္ကရာကံကအနာဂံရဲ့စိတ်ကိုမသိနိုင်ဘူးအနာဂံကလည်းယန္နာရဲ့စိတ်ကိုလှမ်းပြီးတော့မသိနိုင်ဘူးအစင်းနေတဲ့ပုဂ္ဂိုလ်ကအစင်းမြင့်တဲ့ပုဂ္ဂိုလ်ကိုမသိနိုင်ပါဘူးအစင်းမြင့်တဲ့ပုဂ္ဂိုလ်ကသာအစင်းနေတဲ့ပုဂ္ဂိုလ်ကိုသိနိုင်ပါတယ်ဒါလည်းရိုးရိုးမက်ဖို့ရအောင်လည်းမသိနိုင်ပါဘူးအပင်ရှင်ရမှသိတာပါသူတစ်ပါးရဲ့စိတ်ကိုသိနိုင်တဲ့ပရစိတ်တဝိဇာနာနာအပင်ရှင်ရမှသိနိုင်တာပါအဲ့ဒီအပင်ရှင်ရအောင်လည်းမသိနိုင်သေးပါဘူးလှမ်းပြီးကြည့်ဦးမှသိနိုင်တာပါငါဖေဘယ်ဆင်းမဲရောက်နေပါလိမ့်လှမ်းပြီးကြည့်လိုက်မှသိနိုင်တာပါဆိုလိုတာကတော့တကယ်သောတာပန်စစ်တကယ်တက္ကရာကံစစ်တကယ်အနာဂံစစ်တကယ်ယန္နာစစ်ကတော့ဒုက္ခပံပြီးဒုက္ခကံပြီးဒုက္ခနာပြီးဒုက္ခတာပြီးဆိုပြီးတော့ဘယ်တော့မှမပြောကြပါဘူးပြောနေလို့ရှိရင်ပြောနေတဲ့ပုဂ္ဂိုလ်ဘာမှမဖြစ်သေးဘူးလို့သာမှတ်ပြီးတော့နော်အောက်ထစ်ဆုံးအားဖြင့်တော့အပယ်ပေးငြိမ်းခွင့်ဉာဏ်အဆင့်အသင့်ရောက်ပါစေဆိုအသင့်ရောက်ပါစေတဲ့အနည်းဆုံးသောတာပန်ဖြစ်အောင်တော့အားထုတ်ရမယ်သောတာပန်ဖြစ်နေမှမသေးရဘူးဆိုရင်တော့ကိုတေကန်လေးဆုံးဖြတ်ချက်ချတော့
ငါတော့ပန်းညှိုးပြီးတေးရတော့မယ်တေကန်ဒီမှရလို့မဟုတ်ပါဘူးအခုကလေးကကြိုပြီးတော့ဆုံးဖြတ်ချက်ချတာပေါ့ဒီဓမ္မပုံမြင်လေးကလည်းဦးစင်းတို့သိသဘောကျတာပါပဲဘာလို့ဆိုတော့အင်မတန်လေးနဲ့တဲ့အတိတ်ပဲတွေရှိနေလို့ပါပန်းမညှိုးပါစေနဲ့ဆိုတာကုသိုလ်ပါရမီပန်းနေဆိုလိုရင်းပါဒီ theory လေးဒီအတိတ်ပဲဖွင့်ဆိုချက်သဘောတူတယ်မဟုတ်လားမတူလဲတူရမှာပဲဟုတ်နေတာကိုတခါတခါမတွေရဲ့အပြစ်ကိုဆရာတော်တန်ဃာတော်တွေပြောတာကအကြောင်းနဲ့အကျိုးနဲ့အကောင်းနဲ့အဆိုးနဲ့ခွဲခြမ်းစီစစ်ပြီးတော့မကောင်းတာရှောင်ကောင်းတာဆောင်စေခြင်းလို့ပြောတာကောင်းစေခြင်းလို့ပြောတာမေတ္တာကရုဏာနဲ့ပြောတာပါဓမ္မမိတ်ဆွေတို့ကြိုးစားအားထုတ်နိုင်ကြပါစေအရှင်စန္ဒာတိကရွှေပါရမီတော်ရ